ပရွက်စိတ်တစ်ကောင်လေးကိုကြည့်ရင်တာမန်တရိတ်ဆန်လေးတစ်ကောင်လိုပဲထင်ရပါလိမ့်မယ်ဒါပေမဲ့သူတို့စုပေါင်းလိုက်တဲ့အခါမယုံနိုင်စရာကဘာကြီးတစ်ခုပေါ်ပေါက်လာပါတယ်ဒီအံ့ဩစရာဖြစ်စဉ်ကို emergence လို့ခေါ်ပါတယ်ပရွက်စိတ်တွေမှာခေါင်းဆောင်မရှိပါဘူးသူတို့ကရိုးရှင်းတဲ့အချက်လက်ဖလှယ်မှုတွေပဲလုပ်ကြပါတယ်အနံ့လမ်းကြောင်းတွေအတိုင်းလိုက်ခြင်းအစာတွေ့ရင်အနံ့ချန်ခဲ့ခြင်းဘေးနားကပရွက်စိတ်ဘာလုပ်တယ်လဲဆိုတာကြည့်ပြီးတုံ့ပြန်ခြင်းတကောင်ချင်းစီကရိုးရှင်းပေမဲ့စုပေါင်းလိုက်ရင်တော့ရှုပ်ထွေးတဲ့စနစ်ကြီးဖြစ်ပေါ်လာပါတယ်ပရွက်စိတ်တွေရဲ့ emergence စွမ်းအားကအံ့ဩစရာပါ6ကမ်းပါးကိုဖြတ်ဖို့ခန္ဓာကိုယ်ချင်းဆက်ပြီးတရားထိုးနိုင်ပါတယ်ရေကြီးရင်ဖောင်ဖွဲ့ပြီးအသက်ရှင်တန်နိုင်ကြပါတယ်တကောင်ချင်းစီကဘာဖြစ်လာမှန်းမသိပေမဲ့စုပေါင်းလှုပ်ဆောင်မှုကကြီးမားတဲ့ရလဒ်တွေဖြစ်လာစေပါတယ် emergence ဟာတဦးချင်းရဲ့ဉာဏ်ရည်ထက်စုပေါင်းမှုရဲ့ဉာဏ်ရည်ကိုပြသတာပါပိုးမွေးမြူရေးမိုးစိုက်ပျိုးရေးစတာတွေဟာဒီစုပေါင်းဉာဏ်ရည်ရဲ့တာရကတွေပါ emergence ဟာတဦးချင်းရဲ့ဉာဏ်ရည်ထက်စုပေါင်းမှုရဲ့ဉာဏ်ရည်ကိုပြသတာပါရိုးရှင်းမှုကနေရှုပ်ထွေးမှုစီတို့အောက်ခြေကစီးမြင့်တွေကနေကြီးမားတဲ့စနစ်ကြီးဖြစ်ပေါ်လာခြင်း